မင်းသားအောင်စုပြကတော့တညလုံးပွဲကားပြဖြပြီးရထားလို့အိမ်ကြီးပြက်ပေးမှန်းကြတော့မနဲ့စောထားမှကျင်းပါတဲ့သူရဲ့ဒုတိယတတိယမြောက်ရုပ်ရှင်စကားကြီးကရော့ပွဲကြီးကိုအချိန်တိကျစွာနဲ့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။မင်းသားကအလုပ်ပေါ်တာဝန်ကျုံနေမကပဲချစ်ရတဲ့ချစ်ပရိသတ်တွေကလည်းပင်ညံသွားအမြဲတမ်းတကောက်ကောက်လိုက်လံဝန်းရံပေးနေကြတာမို့တကယ်ကိုအားကျစရာကောင်းတဲ့အနုပညာရှင်နဲ့ပရိသတ်ကြားကတယောက်စင်လေးပဲဖြစ်ပါတယ်။ LGBT စက္ကာဆိုပေမဲ့လည်းအရန်ကြီးတော့မဟုတ်ဘူးမတူညီတဲ့စစ်ချင်းမြတ်တာအတိုင်းဝိုင်းတွေမှာရှိကြတဲ့ခံစားချက်တွေကိုအဓိကပုံဖော်ပြီးပြသွားမယ့်စကားပါကျွန်တော်မင်းသားမဖြစ်သေးပါဘူးဆိုပြီးပြောလာတဲ့အတိုက်ကလေးစကားမှာတွေ့ရမယ့်အောင်စပြူနှိတ်ချတလိုက်တာမင်းသားလေးရဲ့ဒီလောက်အောင်မြင်ကြော်ကြားလူကြိုက်များနေတာတော့ရဲအလဲ့ပြောင်းတဲ့အခက်ခဲတွေကိုကြော်ဖြတ်ပြီးနောက်အဆိုတော်အောင်လာတယောက်ဘဝစာမျက်နှာတစ်ကိုအချစ်တဲ့နဲ့အတူပြန်လည်စတင်လိုက်ပြီးဖြစ်ပါတယ်လက်ထလုံးမှာတော့အောင်လာဟာသူ့ရဲ့ချစ်သူအစ်စ်လေးနဲ့တူထိုင်းနိုင်ငံရဲ့တရားလှပတဲ့ကျိုးစီတို့အလဲဘက်ရောက်ရှိနေပြီးပျော်ရွှင်စရာခီးစဉ်ပုံရိပ်လေးတွေကိုဝေမျှလာပါတယ်။သားနဲ့သမီးကိစ္စကြောင့်မအားလို့ကားမြိုက်ဖြစ်တဲ့ဦးနေဆန်ကာမေတာကြပြီးကလေးနှစ်ယောက်ကနည်းနည်းအရေးကြီးတဲ့အချိန်ဖြစ်သွားတော့လှုပ်ပေးနေရတာမအားဘူးလေစိတ်ကမေးတာကြတော့ရိုက်ချင်တာလေကြိုင်းနေတဲ့သူကတော့ရိုက်ချင်တာပဲလေညမယာဆက်ကကတော့ပွဲမှာတရုတ်ဆောင်ဦးနေဆန်နဲ့တွေ့ဆုံခြင်းတထေးကတော့ဖြစ်ပေမဲ့တယောက်ဒီဒူရင်သီးတွေခွဲပြီးအလုတ်ကြိုးစားလို့နဲ့နန္ဒလိုင်းကိုချီကျူလိုက်တဲ့ဦးစေတီဟာတထေးကြီးစေတီဟာကတော့ဇနီးဖြစ်သူမင်းသမီးနန္ဒလိုင်းရဲ့အလုံးလုံးနိုင်စွမ်းရဲ့ကြိုးစားမှုကိုလူမှုကွန်ရက်မှာချပြလာပါတယ်နန္ဒလိုင်းဟာချန်နယ်ဒူရင်သီးတွေကိုဘူသွင်းရောင်းချဖို့အတွက်အကူပပပဲတယောက်ဒီကိုရိုင်းကိုကြခွဲရောက်လာဖြစ်ပြီးခွဲထားတဲ့ဒူရင်သီးခွန်ပုံကြီးကသူမရဲ့တရက်စာကြိုးစားမှုကိုချပြနေတာပါလူတယောက်ချမ်းသာလာရင်ဘလောက်ကြိုးစားခဲ့လဲဆိုတဲ့အမြင်နဲ့ကြည်တက်တဲ့နယ်လို့လဲဦးစေတီဟာကဆိုထားပါတယ်အဆင့်တန်းတစ်ခုမှရှိနေပေမဲ့အလုတ်ကိုမခွမကပ်ပဲလောက်ကင်နေတဲ့သူမရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်တွေကပြိသက်များကအားကြအတူနေကြပါတယ်အဆိုတော့ဖြူဖြူကျော်သိန်းကတော့လှပလုံးနဲ့ချင်းရော့ဝတ်စုံလေးတွေကိုစနစ်တကျနဲ့တရွတ်တရာဝတ်ဆင်ပြီးပြိသက်တွေကိုသချင်းတွေနဲ့တီးဆိုဖျော်ဖြေသွားခဲ့တာပါရိုးရဝတ်စုံလေးနဲ့တမျိုးလေးလှပပြီးမိတ်နေတဲ့သူမရဲ့ပုံစံလေးကြောင့်ချေရတဲ့ချစ်ပရိသတ်တွေကလည်းသဘောကျနေရပါတယ်။ဒါအပြင်သူမကိုဖြူဖြူကြော်ချင်းဆိုပြီးတော့တောင်ချစ်စနုံနဲ့ဝိုင်းဝန်းကမီတင်ခေါ်ဆိုနေကြပါတယ်။မြန်မာနိုင်ငံကဆယ်လီကလေးတွေထဲမှာပရိသတ်ချစ်ခင်ရဆုံးနံပါတ်1ဆယ်လီကလေးလေးနေရာကိုရရှိသွားတဲ့အော်ရာလေးမင်းသားအောင်မြင်ခဲ့တဲ့သမီးလေးအော်ရာကတော့မြန်မာနိုင်ငံကဆယ်လီကလေးတွေထဲမှာပရိသတ်ချစ်ခင်ရဆုံးနံပါတ်1ဆယ်လီကလေးလေးဖြစ်လာခဲ့ပါတယ်။လူပေါင်း1000ကျော်ကိုမြင်မြန်ခဲ့တဲ့အဖြေအရအော်ရာလေးဟာပရိသတ်ချစ်ခင်ရဆုံးကလေးလေးဖြစ်လာခဲ့တာပါအော်ရာလေးဟာချစ်မွေလဲပါတဲ့အပြင်ရုပ်ကလေးကပါအယုတ်လီလိုချစ်စရာကောင်းနေတော့နံပါတ်1နေရာကိုရသွားတာမဆန်းပါဘူးနော်ပရိသတ်ကြီးတို့ရောဆယ်လီကလေးလေးတွေထဲမှာအော်ရာလေးကိုအချစ်ဆုံးမလားဖြေသွားကြပါဦးနော်